ရှင်ကျမတို့ဒီနေ့ဆွေးနွေးမှာကတော့လေငွေကြေးစီမံခန့်ခွဲမှုနဲ့ရိုးရှင်းစွာနေထိုင်ခြင်းအမှုပညာအကြောင်းပါဟုတ်ကဲ့ခင်ဗျာဒီဆွေးနွေးမှုအတွက်ကျမတို့ရထားတဲ့အရင်းမြစ်ကတော့ဒနာဥစ္စာနဲ့တမာတတိရိုးရှင်းစွာနေထိုင်ခြင်းအမှုပညာဆွဲစစုလေးတစ်ခုဖြစ်ပါတယ်ရှင်ဟုတ်ပါတယ်ဒီစစုထက်မှာပါတဲ့ရှေးရောမပြတ်ပြီးမဲ့လေဒီနေ့ခေတ်အထိတန်ဖို့ရှိနေစေဖြစ်တဲ့အကြံဉာဏ်တွေကိုထုံးနှုတ်ပြီးတော့အတူတူလေးလာထုံးတက်ကြည့်ကြမှာပါကဲဒီအကြောင်းအရာကိုစလိုက်ကြအောင်နော်ဟုတ်ကဲ့ဒီစစုကအဖွင့်မှလည်းတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ပြီးတော့အားပါတဲ့စကားပုံတစ်ခုနဲ့စားထားတယ်ရှင်ဟုတ်ဗာများလဲဗျထုထေးကစင်းရဲသားလိုနေတတ်ခြင်းလွယ်လွယ်နဲ့မစင်းရဲနိုင်တယ်လို့စင်းရဲသားကထုထေးလိုနေရင်တော့ချမ်းသာဖို့ခင်းရင်းသွားနိုင်တယ်တဲ့အိုးဒီစကားကရိုးရိုးလေးနဲ့တော်တော်လေးနဲ့တယ်နော်ဒီအဖွင့်စကားကဘာကြောင့်ဒီလောက်ထိရောက်ပြီးတော့ဆွေးနွေးမှုတစ်ခုလုံးအတွက်အခြေခံကောင်းတစ်ခုဖြစ်နေရတယ်လေရှင်ဒါကတကယ်ကိုအဓိကကြတဲ့အချက်ပါပဲဟုတ်ကဲ့ဘာလို့လဲဆိုတော့လေဒီစကားပုံကကျွန်တော်တို့ရဲ့အာယုံကိုဘန်ဆိုင်တွေကကနေဒီစီကနေကျွန်တော်တို့ရဲ့နေ့စဉ်အပြုမှုနဲ့စိတ်နေစိတ်ထားစီကိုချက်ချင်းပြောင်းပြလိုက်လို့ပါပဲသူပြောနေတာကချမ်းသာခြင်းဆိုတာပိုင်ဆိုင်မှုပမာဏအပေါ်မှာမူတည်တာမဟုတ်ဘူးကိုယ့်ရဲ့အသုံးစရိတ်ကိုထိန်းချုပ်နိုင်စွာနဲ့နေထိုင်မှုပုံစံပေါ်မှာအဓိကမူတည်နေတယ်ဆိုတာကိုပြောတာဗျာဟုတ်ကဲ့ဒီစာစုကအစမှတင်အချက်နှစ်ချက်ကိုရှင်းပြထားတယ်တစ်ခုကလူအထင်ကြီးအောင်နေတာနောက်တစ်ခုကအမှန်တကယ်အထိုင်းကြောင်နေတာပေါ့ပထမတစ်ခုကအပေါ်ယံပုံပန်းတန်တန်ကိုအာယုံစိုက်ပြီးတော့ဒုတိယတစ်ခုကတကယ်အနှစ်သာရဖြစ်တဲ့တည်ငြိမ်ခိုင်မာမှုကိုဥတည်တယ်လေမှန်ပါပဲဆိုတော့ဒီခြားနာချက်ကိုအစမှတင်ထောက်ပြလိုက်တာကနောက်ဆက်တွဲအကြံဉာဏ်ဤအားလုံးအတွက်အခြေခံအုတ်မြစ်ကိုချပေးလိုက်တယ်လို့ပဲဗျာအဲ့ဒီအချက်ကိုကျွန်မတော်တော်သဘောကျတယ်အထူးသဖြင့်ဒီနေ့ခေတ် social media ယဉ်ကျေးမှုနဲ့ရှင်ကြည့်လိုက်ရင်ပိုပြီးချင်းချလာတာပေါ့နော်ဟုတ်တယ်လူတွေကကိုယ့်ရဲ့တကယ်အခြေအနေထက်ပိုသားတဲ့ပုံရိပ်တစ်ခုကိုပြသဖို့အပြိုင်ဆိုင်စူးစမ်းနေကြတဲ့ခေတ်မှာဒီစာစုကအဲ့ဒါရဲ့ဆန့်ကျင်ဘက်ကိုတဲ့ညွန်ပြနေတာပဲမှန်ပါတယ်ဗျာဒါပေမဲ့ဒီနေရာမှာကျွန်မတစ်ခုစဉ်းစားမိတယ်ရှင်လက်တွေ့ကြပြောရရင်ဒီစာစုတက်ကချမ်းသာတဲ့တူတယောက်မထစ်သေးဘူးဆိုရင်အရန်ကြီးမလိုအပ်တဲ့ဈေးကြီးတဲ့အသုံးဆောင်လေးကိုရှောင်ပါဆိုတဲ့အကြံဉာဏ်ကိုလိုက်နာဖို့ဘလောက်လွယ်ကူမလဲစိတ်ဝင်စားစရာမေးကောင်းပဲဥပမာလေးအလုရှင်ဒါမှမဟုတ်လူခါးရဲ့ယုံကြည်မှုရဖို့အတွက်ဝတ်စာကောင်းနိုင်ကောင်းဝတ်ဆင်ရတာကကိုယ့်ရဲ့အလုကိုင်းတဲ့ယဉ်နိမွန်အမှုတစ်ခုလို့ယူဆတဲ့သူတွေလည်းရှိတယ်လေရှိတာပေါ့ဒီလိုခေတ်တဲ့အငင်ကိုဒီရှေးရိုးအကြံဉာဏ်ကဘလို့တုံ့ပြန်နိုင်မလဲရှင်ဒါကအရန်ကောင်းတဲ့မိခွန်းတစ်ခုပဲဗျာဒီအမြင်တစ်ခုကြားကတင်းမာမှုကိုထောက်ပြလိုက်တာပဲဒီစာဆိုယေရှုထောင်ကနေကြည့်ရင်တော့လေယဉ်နိမြုံမှုဆိုတဲ့စကားလုံးကိုတတိထားတုံးဖို့ပြောပါနေတယ်ဟုတ်ကဲ့အဲ့ဒီအတုံးအဆောင်ကကိုယ့်အတွက်တကယ်ပဲဝင်ငွေပြန်ရှာပေးနိုင်တဲ့ယဉ်နိမြုံမှုလားဒါမှမဟုတ်ကိုယ့်ရဲ့စိတ်ကိုကျေနပ်စေဖို့နဲ့လူအထင်ကြီးခံခြင်းစိတ်ကိုဖြည့်ဆည်းပေးတဲ့အထုံးစိတ်တစ်ခုလားဆိုတာကိုပိုင်းခြားနိုင်ဖို့အရေးကြီးတယ်ဗျာပိုင်းခြားတဲ့ဖို့လိုတာပေါ့နော်ဟုတ်ပါတယ်ဒီစာစုကပြောချင်တဲ့အဓိကချက်တော့လေကိုယ့်ရဲ့ငွေကြေးအခြေခံအုတ်မြင့်မခိုင်မာသေးခင်မှာအပေါ်ယံပုံရိပ်အတွက်အလွန်ကျွမ်းသုံးဆွဲခြင်းကအိမ်မဆောက်ခင်အိမ်အလားစင်ဖို့ပိတ်ဆန်သုံးနေလို့ဖြစ်သွားနိုင်တယ်ဆိုတာပါပဲဟုတ်ကဲ့ဥပမာကောင်းတစ်ခုပါပဲအခြေခံခိုင်မာသွားတဲ့အခါမှာအဲ့ဒီအရာတွေကတကယ်အတိတ်ပဲရှိတဲ့အသုံးစိတ်ဖြစ်လာနိုင်တယ်ဆိုတော့ကဒီလိုအသုံးစိတ်တွေကပဲကျွန်တော်တို့ရဲ့ငွေကြေးစီမံခန့်ခွဲမှုမှာအပေါ်အပြဲတွေဖြစ်လာစေတဲ့အဓိကအကြောင်းရင်းတစ်ခုပေါ့ဗျာအသုံးစိတ်ကအပေါ်အပြဲဖြစ်စေတယ်ဆိုတဲ့အချက်ကကျမတို့ကိုဒီစာစုထဲကနောက်ထပ်အရန်မြင်တာတဲ့ဥပမာတစ်ခုစီခေါ်သွားတယ်လို့ပဲရှင်ဟုတ်ကဲ့အဲ့ဒါကတော့ပလိုင်းပေါင်းနဲ့ဖားကောင်းနေတယ်လို့ဆိုတဲ့ဥပမာပါဒီပုံရိပ်ကဒီကေကိုဆွဲကြံရက်စေတယ်နော်မှန်ပါတယ်မြင်တာလုံးတယ်အလို့အရန်စူးစမ်းပြီးဝင်ငွေကောင်းမဲ့လာကုန်တိုင်းပိတ်ဆာမကြတဲ့လူတွေကိုတွေ့တိုင်းဒီပုံရိပ်ကိုပဲပြင်းမြင်မိတယ်ဝင်ငွေရှာတဲ့အပိုင်းမှာဘလောက်တော်ထိမ့်သိမ့်တဲ့အပိုင်းမှာအပေါက်ဖြစ်နေရင်အားလုံးအလဟာသာပဲဆိုတာကိုရှင်းရှင်းလင်းလင်းပြသွားတာပဲရှင်ဟုတ်ပါတယ်အဲ့ဒီ blind ပေါက်ဥပမာကအချိန်တိုင်းအတွက်မှန်ကန်နေစေပါဒါပေမဲ့21ရာစုမှာတော့အဲ့ဒီ blind မှာအရင်ခေတ်ကမရှိခဲ့တဲ့မျက်စိနဲ့မြင်ရတဲ့အပေါက်အသစ်တစ်ခုထပ်တိုးလာတယ်။အော်ဘာများလဲချင်းအိမ်မှာဒီတိုင်းစုထားယုံနဲ့တင်အဲ့ဒီငွေရဲ့ဝယ်ယူနိုင်စွမ်းတန်ဖိုးကတဖြည်းဖြည်းကျဆင်းလာနေတာဟုတ်ဆိုလိုတာကကိုယ့်ရဲ့ blind ကအချိန်နဲ့အမျှတဖြည်းဖြည်းဆွေးမိပြီးပေါက်နေတယ်လို့ပဲဒီတော့ဒီခေတ်မှာပလိုင်းကိုဖာထဲတယ်ဆိုတာဟာအသုံးဆွေးကိုထိန်းချုပ်တာတခုတည်းနဲ့မလုံလောက်တော့ဘူးကိုစုထားတဲ့ငွေကငွေကြေးဖောင်းပွမှုကိုအနိုင်ယူနိုင်အောင်
အလုပ်ပြန်လုပ်ပေးမဲ့နေရာတွေမှာပညာရှိရှိယင်းနှိမ့်မြုံနှံဖို့ဆိုတဲ့အတိတ်ပဲအထိတက်ရောက်လာပါတယ်ဗျာ ဒါကရှေးရုံဥမာကိုခေတ်တစီပိုင်းအမြင်နဲ့ပေါင်းဆက်လိုက်တဲ့အရန်ကောင်းတဲ့ချက်ထွင်ရှင်းပြချက်ပဲရှင်ပလိုင်းပေါက်ကိုဖောက်ဖို့ဆိုတာအတုံးစိလွတ်ရုံမကဘူးကိုပိုက်ဆိုင်ရဲ့တင်မိုးကိုလည်းကာကွယ်ရမယ်ဆိုတဲ့အတိကိုရလိုက်တယ် ဟုတ်ကဲ့ ပလိုင်းပေါက်တီဘလို့စဖြစ်လာတယ်လဲဆိုတော့စိတ်ပိုင်းဆိုင်ရာအရင်အမြင်ကိုထောက်ပြနေတယ်လို့ပဲနော် အတိအကျပါပဲအဲ့ဒီဆိုစကားကလူစိတ်ရဲ့အားနည်းချက်ကိုထိန်းချုပ်ဖို့အတွက်အရာဆွမ်းချက်တဲ့လမ်းညွှန်ချက်တစ်ခုပါ ဟုတ်ကဲ့ ရှိရမလွယ်နဲ့ဆိုတာကပိတ်ဆန်လက်ထဲရောက်လာတဲ့အခါဖြစ်ပေါ်လာတဲ့လက်ရှိတုံးဆွဲခြင်းစိတ် instant gratification ကိုတတိပေးတာ ချက်ချင်းသုံးခြင်းနဲ့စိတ်ပေါ့ ဟုတ်တယ်ကျွန်တော် mix ဆွေတယောက်ရှိတယ်သူလာစာနုစာတက်သွားတဲ့အခါကျွန်တော်ကသူ့ကိုနေထိုင်မှုပုံစံကိုချက်ချင်းလိုက်မမြင့်ဖို့ဒီလိုအကြံရံမျိုးပေးဖို့တယ်ဗျာ ဟုတ်ကဲ့ သူကကျွန်တော်ကိုလူထုလူဆန်းတယောက်လို့ကြည်တယ်ဒါဆိုပိတ်ဆန်ပိုရှားတာဘာထူတော်မှလဲလို့ပြန်မေးတယ်အဲ့ဒါကလူအများစုကြာရှုံးတဲ့စိတ်ပိုင်းဆိုင်ရာထောင်ချောက်ပဲဗျ ဟုတ်ကဲ့ ဒီဆိုစကားကအဲ့ဒီထောင်ချောက်ကိုကြိုးတင်တတိပေးတာဒုတိယပိုင်းဖြစ်တဲ့မရှိရမလွယ်ဘူးဆိုတာကတော့အကျိုးဆက်ကိုပြင်းပြင်းထန်ထန်တတိပေးတာပါ ဟုတ်ကဲ့ အရေးကြောင်းကြုံလာတဲ့အခါဒီစာစုထဲမှာတုံထားတဲ့အတိုင်းကျင်းတဲ့ကြက်ထဲရောက်တော့တဲ့အခါဘလောက်တောင်ခက်ခဲမလဲဆိုတာကိုကြုံမြင်စေတယ်ဒါကသဘောတရားတစ်သက်မဟုတ်တော့ပဲတကယ်ဘွားရဲ့ကြောက်စရာအခြေအနေနဲ့ချိတ်ဆက်ပြလိုက်တာပါ အဲ့ဒီကျင်းတဲ့ချက်ထဲမရောက်အောင်ဘယ်လိုလုပ်ရမလဲဆိုတော့စာစုထဲမှာအဖြေကိုရှင်းရှင်းလေးပဲပေးထားတယ်ရှင် ဟုတ်ကဲ့ မရှိခင်မှာချွေတာပါရှိလာတဲ့ခါကျရင်လည်းစီကန့်ရှိပါတဲ့ อืม ရှိလာတဲ့အခါစီကန်းရှိပါဆိုတော့ကိုတော့နားလည်နိုင်ပြီမဲ့မရှိခင်မှာချွေတာပါဆိုတဲ့အပိုင်ကလက်တွေ့မှာလူအများစုအတွက်အခက်အခဲဆုံးလို့ထင်နေရှင်ဝင်ခွေနဲ့နေတဲ့အချိန်မှာစုဖို့စောင်းဖို့ဆိုတာမဖြစ်နိုင်ဘူးလို့တွေးတတ်ကြတယ်လေဒီအချက်ကိုဘယ်လိုမြင်ပါတယ်လဲ ဒါကလေအလေးအကျက်နဲ့အနှဲများရဲ့အကွာခြားချက်ကိုပေါ်နေတာပါမရှိခင်မှာချွေတာပါဆိုတာကဝင်းငွေရဲ့ရခိုင်နှုန်းဘလောက်ကိုစုအောင်မယ်လို့ပြောနေတာတဲ့ဝင်းငွေဘလောက်ပဲဖြစ်ဖြစ်စုဆောင်တတ်တဲ့အကျင့်ကိုအရင်မွေးမြူခိုင်းတာပါ အော်အချင်းကိုရင်လုတ်ခိုင်းတာဟော ဟုတ်ပါတယ်တလက်ကို1000ပဲစုနိုင်တောင်အဲ့ဒီအကျင့်ကအရေးကြီးဆုံးပဲဘာလို့လဲဆိုတော့ဝင်းငွေများလာတဲ့အခါအဲ့ဒီအကျင့်ကအလိုအလျောက်ပိုယူမားတဲ့ပမာဏကိုစုဆောင်နိုင်အောင်လမ်းကြောင်းပေးတော့မှမို့လို့ပါ ဟုတ်ကဲ့ဟုတ်ကဲ့ လူအများစုကဝင်းငွေများလာမှစုမယ်လို့တွေးကြတယ်ဒါပေမဲ့တကယ်တမ်းမှာဝင်းငွေနေတုန်းကမစုတတ်တဲ့သူကဝင်းငွေများလာတဲ့အခါမှာလဲတုံးစရာအကြောင်းပြချက်အတစ်တင်နဲ့အတူမစုဖြစ်ပြန်ကို ဟုတ်တယ်ဟုတ်တယ် ဒါတော့စီကန်းဆိုတာဝင်းငွေပမာဏနဲ့မဆိုင်ပဲစိတ်နေစိတ်ထားနဲ့ပဲသက်ဆိုင်တယ်ဆိုတာကိုဒီအချက်ကမိမောင်းထိုးပြနေတာပါပဲဗျာ ဒီနေရာမှာကျမတို့ဆွေးနွေးနေရတဲ့အားလုံးကတူးချင်းရဲ့စီကန်းနဲ့တာဝန်ယူမှုကိုပဲဥတည်နေတယ်လို့ခန်းစားရတယ်ရှင် ဟုတ်ကဲ့ ဒါကတန်ဖိုးရှိတဲ့ရှုထောင့်တစ်ခုဆိုတာတန်တရားမရှိပါဘူးဒါပေမဲ့ဒီစာစုရဲ့အကြံဉာဏ်တွေကတူးချင်းရဲ့ထင်းချုပ်နိုင်စွမ်းအပေါ်မှာပဲတရားရခိုင်နှုံးမှုတည်နေတယ် อืม ခေတ်သစ်စီးပွားရေးပညာရှင်တို့ချို့ကတော့လာစာတုံးုံနေခွေးတာတို့ပညာရေးစရိတ်ကြီးမြင့်တာတို့လိုလူတူးချင်းထိန်းချုပ်လို့မရတဲ့စနစ်ပိုင်းဆိုင်ရာပြဿနာတွေကလူတယောက်ရဲ့ငွေကြေးအခြေအနေပေါ်မှာပိုပြီးတည်ရောက်မှုရှိတယ်လို့ငင်းခုန်ကြမှာပဲလေ မှန်ပါတယ်ဗျာ ဒီစာစုကအဲ့ဒီပြင်ပအချက်တွေကိုလုံးဝထဲမစင်စားထားဘူးလို့ဆိုနိုင်မလားရှင် ဒါကလုံးဝမှန်ကန်တဲ့ထုံးတဲ့ချက်ပါပဲဒီစာစုရဲ့အားသားချက်နဲ့အားနည်းချက်ကအဲ့ဒီနေရာမှာပဲရှိနေတယ် ဟုတ်ကဲ့ သူကလူတူချင်းထိန်းချုပ်နိုင်တဲ့အတွင်းပိုင်းကိစ္စ internal locus of control ကိုပဲအာရုံစိုက်ထားတယ် ပြင်ပကဘာကြီးကိုပြောင်းလဲဖို့ခက်ခဲနိုင်ပေမဲ့ကိုယ့်ရဲ့အလေးအကျင့်နဲ့စိတ်နေစိတ်ထားကိုတော့ပြောင်းလဲနိုင်တယ်ဆိုတော့ stoic သစ္စနာအဆန်ဆန်ချင်းကပ်မှုမျိုးပေါ့ဗျာ ဟုတ်ကဲ့ စနေပိုင်းဆိုင်ရာပြဿနာတွေမရှိဘူးလို့သူကမဆိုလိုပါဘူးဒါပေမဲ့အဲ့ဒီပြဿနာတွေရှိနေရင်တောင်မှဒီချက်ခံစည်းမင်းတွေကိုလိုက်နာတဲ့သူကမလိုက်နာတဲ့သူထပ်ပိုပြီးခဏရရှိမှတေးကြတယ်လို့သူကယုံကြည်တယ် ဟုတ် ဒီနေ့ကျွန်တော်တို့ဆွေးနွေးနေတာကဒီစာစုရဲ့ကဘာထဲမှာနေပြီးသူ့ရဲ့အကြံဉာဏ်တွေကိုလေးလာသုံးသပ်ဖို့ပါပဲဒီရှုအောင်ကနေကြီးလိုက်တဲ့အခါမှာဒီစာစုရဲ့နောက်ဆုံးပန်းနိုင်ကဘာလဲဆိုတာကိုပိုပြီးရှင်းရှင်းလင်းလင်းမြင်လာတာပါ ဒါဆိုရင်ဒီအချက်တွေအားလုံးကိုခြုံငုံပြီးတုံးသက်ကြည့်အောင်ရှင်အဖွင့်စကားပုံကနေနောက်ဆုံးစည်းကမ်းထိဒီစာစုကကျမတို့ကိုဘာကိုတကယ်တိုက်တိုးနေတာလဲဒါကတန်းကြွယ်သူထိပ်ဖြစ်ဖို့လမ်းညွှန်ချက်တော့မဟုတ်ဘူးဆိုတာသိကြတယ် ဟုတ်မဟုတ်ဘူးပဲ ဒါဆိုရင်တကယ်ပန်းနိုင်ကဘာဟင်မလဲရှင် တကယ်တန်းနိုင်ကပိုက်ဆန်းကြောင့်အခက်ခဲမခက်နိုင်တော့ဘူးဆိုတဲ့ချွန်ညူရောက်ဖို့ပါပဲ အော် ဒီအချက်ကကျွန်တော်တို့ရဲ့အောင်မြင်မှုအပေါ်အမြင်ကိုပြောင်းပြန်လာလိုက်တာဒီစာစုရဲ့အစွမ်းထဆုံးအဆိုပြုချက်ကငွေကြေးလွတ်လပ်မှုဆိုတာစုဆောင်ခြင်းကစားပွဲမှုပဲဖယ်ရှားခြင်းကစားပွဲဖြစ်တယ်ဆိုတာပါပဲ ဖေရှားချင်းကစားပွဲစိတ်ဝင်စားစရာပဲရှင် ဟုတ်ကဲ့ဝင်ငွေပိုရှာတဲ့တထဲလို့နေထိုင်ခြင်းနဲ့စန္ဒကိုဖယ်ရှားခြင်းကပိုအရေးကြီးတယ်လို့သူကပြောနေတာ
ဟုတ်ကဲ့ နောက်ဆုံးရမယ့်ဆူလာပွဲကပူကြီးတဲ့ဘန်းဆိုင်ရင်တစ်ခုမဟုတ်ပါဘူးပိုပြီးတင်းငင်အေးချတဲ့စိတ်အခြေအနေအခွဲအတာ mind တစ်ခုသာဖြစ်ပါတယ်ဗျာ စိတ်တင်းငြိမ်အေးချမ်းမှုပေါ့နော် ဟုတ်ပါတယ်ရုတ်တရက်အလုပ်ပြုတ်သွားတာနေမကောင်းဖြစ်တာမျိုးတွေကြုံလာတဲ့အခါမှာတော့ကျင်းတဲ့ချက်တွေမရောက်သွားပဲကိုယ့်ဘဝကိုတင်းငင်စွာဆက်လက်ရည်တည်နိုင်စွာရှိနေခြင်းပါပဲ ဒီနေ့ဆွေးနွေးမှုခဏရလိုက်တဲ့အဓိကအချက်တွေကိုပြောင်းကောင်းရရင်နော်တကယ်ကိုမြင်သစ်တစ်ခုရလိုက်တယ်လို့ပါပဲရှင် ဟုတ်ကဲ့ခင်ဗျာ ပထမဆုံးအချက်ကငွေကြေးလွတ်လပ်မှုဆိုတာဝင်ငွေတိုးဖို့ထက်စန္ဒာကိုရှော့ချခြင်းဆိုရယ်ဖဲရှားခြင်းကစားပွဲတစ်ခုဖြစ်ရှုမြင်ဖို့ပါ မှန်တယ် ဒုတိယအချက်ကတော့ရှေးအိုပလိုင်းပေါ်ဥမာကိုခေတ်တဲ့အမြင်နဲ့ပေါင်းစပ်ပြီးအပေါင်းစရိတ်ဆိုရယ်မြင်ရတဲ့အပေါက်ဖြင့်ငွေကြေးဖောင်းပို့မှုဆိုရယ်မမြင်ရတဲ့အပေါက်ကိုပါဖထီးဖို့လိုအပ်တဲ့ဆိုရယ်အတိပါ အဲ့ဒါလေအရေးကြီးတယ်ဗျာ တတိယချက်ကတော့စီကန်းဆိုတာဝင်ငွေများမှကျင့်သုံးရမှာမဟုတ်ပဲဝင်ငွေနည်းနေတဲ့ချင်းကားတွေကစတင်မွေးမြူရမယ်အကျင့်တစ်ခုဖြစ်တဲ့ဆိုတာပါပဲ ဟုတ်ကဲ့ နောက်ဆုံးနဲ့အရေးကြီးဆုံးကတော့ကျမတို့ရဲ့ပန်းတိုင်ဟာလူအများအထင်ကြီးလောက်တဲ့ဒနာဥစ္စာပိုင်းဆိုင်မှုမဟုတ်ပဲဘဝရဲ့အတက်အကျတွေကိုကြံ့ကြက်ခံနိုင်ပြီးစိတ်တည်ငြိမ်အေးချမ်းစွာဖြတ်သန်းနိုင်စွမ်းဖြစ်တယ်ဆိုတာပါပဲရှင် နောက်ဆုံးနေနဲ့လေဆက်ပြီးတွေ့စရာအချက်တစ်ခုကိုခြံထားခဲ့ခြင်းတယ်ဗျာ ဟုတ်ကဲ့ရှင် ဒီစာစုကချွေတာစုဆောင်ခြင်းနဲ့စီကန်းဆိုတဲ့ခိုင်မာတဲ့အခြေခံအုတ်မြစ်တွေအကြောင်းကိုအဓိကပြောသွားတယ်ဒါကလုံးဝမမှားပါဘူး ဟုတ်ပါတယ် ဒါပေမဲ့ဒီနေ့ခေတ်လိုငွေချေးဖောင်းပွေမှုနှုံမြင့်မားနေတဲ့ကမ္ဘာမှာဒီအခြေခံအုတ်မြစ်တွေချီပဲလုံလောက်ရဲ့လား စဉ်းစားစရာပဲနော် စူဆောင်းထားတဲ့ငွေရဲ့တန်ဖိုးကတဖြည်းဖြည်းကျဆင်းနေတာကိုကာကွယ်ဖို့အတွက်ချွေတာစူဆောင်းခြင်းဆိုတဲ့ခံစစ်ကစားကွက်အပြင်ကိုယ့်ရဲ့ငွေကိုတန်ဖိုးတက်အောင်စနစ်တကျရင်းနှီးမြှုပ်နှံခြင်းဆိုတဲ့တိုက်စစ်ကစားကွက်ကိုပါပေါင်းစပ်ဖို့လိုအပ်လာပြီလား ဟုတ်ကဲ့ဟုတ်ကဲ့ ဒီအရှိရုံးမပြတ်အခြေခံမှုတွေနဲ့ခေတ်သစ်ယဉ်နှီးမြှုပ်နှံမှုနည်းဗျူဟာတွေကိုဘလို့ဟန်ချက်ညီညီပေါင်းဆက်ကျင့်သုံးမလဲဆိုတာကတော့ကျွန်တော်တို့အားလုံးအတွက်စိတ်ဝင်စားဖွယ်ဆက်လက်တွေးခေါ်စရာအချက်တစ်ခုပါပဲခင်ဗျာ